တိရစ္ဆာန်တွေကိုလှူရတာတဲ့လူတွေကိုလှူရတာကမြတ်တယ်လူတွေကိုလှူတဲ့နေရာမှာလည်းပဲသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာတဲ့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာမြတ်တယ်ပုထုဇဉ်ကိုလှူရတာတဲ့သောတာပန်ကိုလှူရတာကမြတ်တယ်ဒါနကိုပဲခွဲခြမ်းပြတာနော်သောတာပန်တရားကိုလှူရတာတဲ့သဂရဂံတရားကိုလှူရတာကမြတ်တယ်သဂရဂံတရားတဲ့အနာဂံတရားကမြတ်တယ်အနာဂံတရားတဲ့ယဟန္တာတရားကမြတ်တယ်ယဟန္တာတဲ့ပိစိကဗုဒ္ဓမဟာတဝကဧကတဝကပိစိကဗုဒ္ဓထို့နောက်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာကမြတ်တယ်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာထက်သင်္ဃာတော်တွေအမှုပြုတဲ့ဘုရားအမှုပြုတဲ့သင်္ဃာတော်တွေကိုလှူရတာကမြတ်တယ်တဲ့ဒါနရဲ့အဆင့်ဆင့်မြင့်မြတ်သွားဖို့ဘလောက်ပဲဒါနကောင်းမှုအကျိုးကြီးပါတယ်ပြောအဲ့ဒီဒါနပေါင်းများစွာဘုရားမှုရှိတဲ့သံဃာတော်တွေကိုကြောင်းဆောက်လို့ရတဲ့အကြီးဆုံးဒါနထက်တရဏဂုံ၃ပါးကမြတ်တည်တယ်ဟောတရဏဂုံ၃ပါးဒီပိဋကတ်တို့သိတယ်နော်ဘုရားရဲ့ဂုံဘုရားရဲ့အည်သွေးကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်ကိုပဲပုံပြီးတော့အားကိုးတာလောကမှာချမ်းသာစေမှာကတော့ဘုရားကလွယ်လို့တခြားမရှိဘူးလို့တန်တရားလွတ်ရေးကိုအဓိကချမ်းသာလို့ရည်မှန်းပြီးတော့ပြောတာနော်အေးတန်တရားတွင်ချမ်းသာကိုရည်ရွယ်ပြောတာမဟုတ်အဲ့ဒါလို့တန်တရားတွင်ချမ်းသာလည်းပဲဘုရားကိုအမိပြုပြီးတော့ရနိုင်တာပါပဲသို့တော့တန်တရားလွတ်ရေးအတွက်ဘုရားဆိုတာကိုးကွယ်ရတာဟုတ်ရဲ့လားအေးဒါကတော့ဦးဇင်းတို့အစဉ်မျိုးမျိုးရှိတာပေါ့ဗျာထားပါတော့အဲ့ဒါလို့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုတကယ်သိပြီးတော့အသက်ပါအပ်ပြီးတော့ပုံပြီးတော့ယုံကြည်နိုင်တဲ့ကိုးကွယ်နိုင်တဲ့စိတ်ကပ်နိုင်တဲ့ဆိုရင်အဲ့ဒီတရဏဂုံဒီဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုကြောင်းမုံများစွာဆောက်ပြီးတော့လှူရတာတဲ့မြတ်တယ်တဲ့ငွေကြီးမပြည့်စုံလို့အကြီးအကျယ်မလှူနိုင်လို့ဘာအားငယ်စရာရှိလဲလောကမှာအသိဉာဏ်ရှိရင်ယူရမယ်ယူတတ်မယ်ဆိုရင်ကုသိုလ်တွေအများကြီးယူလို့ရတယ်ဟုတ်လားအေးအဲ့ဒီတရဏဂုံထက်၅ပါးသီလကမြတ်တယ်၅ပါးသီလတဲ့နှုတ်တညစ်စာပွားများရတဲ့စစ်မှန်တဲ့မေတ္တာကမြတ်တယ်အဲ့ဒီမေတ္တာတရားဘလောက်မြတ်ပါတယ်ပြောအနိစ္စတင်ညာကိုတော့မမှီပြန်ဘူးတဲ့အနိစ္စတင်ညာဆိုတာကမမြဲဘူးဆိုတာကိုအမှတ်ရတဲ့သဘောကလေးမမြဲပါဘူးပြီးတော့လည်းပြီးသွားတာပဲမပြီးတဲ့တရားတစ်ခုမှမရှိပြီးချရတာကြီးပဲစိတ်ပြက်စရာလည်းမရှိဘူးစိတ်တက်စရာလည်းမရှိပျော်စရာလည်းမရှိဘူးမဲ့စရာလည်းမရှိတကယ်စင်စစ်ဘာပြုလို့လဲဆိုတော့ပျော်ချိန်မဲ့ချိန်မရတော့အောင်ကိုပဲယုံနာတရားတွေကမြန်လွန်းလို့ဟုတ်လားတခါကြီးဒီမိုက်မြန်အေးဒါကြောင့်အဲ့ဒါလို့အနိစ္စတင်ညာဒီမေတ္တာတရားတဲ့မြတ်တယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီမှာဝေလာမသုတ်တံကုသိုလ်ကောင်းမှုဆိုတာအလူခံရဲ့အပေါ်မှာမူတည်ပြီးတော့မြင့်မြတ်မှုအကြီးအသေးဒါနပိုင်းဆိုင်ရာပေါ့နော်လက်စနဲ့တခါတည်းတရဏဂုံကပုံမြတ်တယ်သီလကပုံမြတ်တယ်မေတ္တာကပုံမြတ်တယ်အနိစ္စတင်ညာကပုံမြတ်တယ်ဆိုပြီးတော့ရှင်းလင်းချက်တွေထုတ်သွားတာပေတပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုနားလည်ပြီးတော့ကုသိုလ်တွေကိုစီစီစစ်စစ်ပြုကြမယ်ဆိုရင်ဗမာစကားပုံလေးရှိတယ်လေအစင်မတက်တော့ဆန်းလျက်နဲ့မလှတယ်ဗါတယ်အစင်မတက်တော့ဆန်းလျက်နဲ့မလှအငှင်မတက်တော့ပန်းလျက်နဲ့မရတယ်ဉာဏ်ရှိဖို့လိုတယ်အရာရာဉာဏ်ရှိဖို့လိုတယ်ဦးဇင်းတို့ဒီလောက်ပဲပြောချင်တယ်နော်အေးဒါကြောင့်ကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုအဲ့ဒါလို့ခွဲခြမ်းဝေဖန်ပြတယ်ဝေလာမသုတ်တံဆိုတာကိုမြတ်စွာဘုရားကအနာရမီတတိကြီးကိုဟောတယ်